သာသောမြန်မာများခင်ဗျာကျွန်တော်ခရမျိုးကထွက်ခေါ်လာပါပြီ။နားနဲ့6နိုင်ခွဲပါ။ကောင်းပါဘူး။လိုက်တော့ဂျမ်းမာကြီးပြန်ကောင်းသွားတယ်ဗျာ။ဒီနေ့တော့ဒီတော့မဖြစ်တော့ဗျာ။ဝေးလို့နေတယ်ဟုတ်ချီလာသာသောမြန်မာများခင်ဗျာ2026ခုနှစ်မတ်လ12ရက်ဗျာတော့မျိုးလာမျိုးရောက်ရှိလာပါပြီဗျာတာကရနဲ့မျိုးလာခုနကျွန်တော်တို့6မိုင်ခဝေးပါတယ်ဗျာတော့9မိုင်ခွဲလောက်ဝေးပါတယ်မျိုးလာကိုရောက်ပါပြီဗျာမျိုးလာပြီးရရေနီပါနော်ရေနီပြီးတော့ဒါလေဝေးမျိုးနဲ့နေပြီးတော့ကောက်စီနေမြေတဲ့ဟိုနေပြီးတော့ရောက်ပြီပေါ့ဗျာလေဝေးမျိုးနေတဲ့ဟိုရောက်ပါပြီအဲ့တော့ဒီကနေပြီးတော့10မိုင်တော့ပဲရှိပါတော့တယ်ဗျာเนาะဒီနေ့တော့နေပြီးတော့ရောက်ပြီဗျာเนาะနေပြီးတော့ရောက်ပြီဗျာအားလုံးเนาะဟုတ်ကဲ့ငိမ့်ချမ်းစွာတူနေကြမယ်မြန်မာပြည်ကြီးအများဆုံးငိမ့်ချမ်းပါစေကျွန်တော်ငါမိတ်ဆွေပါဗျာချစ်လာစွာတော့မြန်မာများခင်ဗျာအခုဒါ2026ခုနှစ်မတ်လ12ရက်နေ့ဗျာဒါမျိုးလာမျိုးထဲမှာဒီမှာမျိုးလာမျိုးကဒါမျိုးသူမျိုးသားဒီအားလုံးပေါ့နော်သူတို့တွေကကျွန်တော်တို့မှာလက်ဖက်ရည်တိုက်နေတယ်ဗျာနော်လက်ဖက်ရည်တိုက်နေတော့ခဏထိုင်ပြီးတော့လက်ဖက်ရည်တောက်တယ်ဗျာနော်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်နော်မျိုးလာပြအားပေးကြတဲ့မျိုးလာမျိုးသားမျိုးလာမျိုးသားအားလုံးကျေးဇူးတင်ပါတယ်နော်ဟုတ်ကဲ့ငြိမ်းချမ်းစွာတူနေကြမယ်မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေကျွန်တော်ငါမင်းဆွေပါချစ်လာသာသောမြန်မာများခင်ဗျာ2026ခုနှစ်မတ်လ12ရက်နေ့ဗျာမတ်လ12ရက်နေ့เนาะရေနီမြို့ကိုเนาะရောက်ရှိပါပြီဗျာရေနီမြို့ကတော့ပဲခူးတိုင်းဒေသကြီးရဲ့အဆုံးမြို့ဖြစ်ပါတယ်ဗျာเนาะဒီရေနီမြို့လေးကြော်လိုက်တာနဲ့ဒါလယ်ဝေးမြို့နယ်ရောက်ပါပြီလယ်ဝေးမြို့နယ်ဆိုတော့နေပြီးတော့ကောက်စီနယ်မြေပါเนาะဟုတ်ကဲ့မကြခင်နေပြီးတော့ကောင်းစီနေမျိုးရောက်ပါတော့မယ်ဗျာရင်းနှီးမြစ်ကြော်တာနဲ့ဟုတ်ကဲ့ဗျာအားလုံးနော်ငြိမ်းချမ်းစွာတူနေကြမယ်မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေကျွန်တော်ငါမင်းဆွေပါချစ်လောက်စွာသောမြန်မာများခင်ဗျာဒီနေ့2026ခုနှစ်မတ်လ12ရက်နေ့ပါဗျာအခုကျွန်တော်ဒါပဲခူးတိုင်းဒေသကြီးရဲ့အဆုံးကိုရောက်ပါပြီဗျာเนาะဟိုဘက်ကိုကူးလိုက်တယ်ဆိုတာနဲ့ဒါနေပြီးတော့ကောက်စီနယ်မြေကိုရောက်ပါပြီဗျာเนาะဟိုကူလိုက်ဒေသကြီးအဆုံးကိုရောက်ပါပြီအဲ့တော့ကျွန်တော်ကိုအစားအစာရလမ်းတစ်လျှောက်လုံးဟာလာကုညီပေးခဲ့ကြတဲ့ဟာလာကျွန်တော်တို့မွန်ပြည်နယ်ကရင်ပြည်နယ်ပဲခူးတိုင်းဒေသကြီးမှာလုံခြုံရေးတပ်ဖွဲ့ဝင်များတော့နိုင်ငံသားပြည်သူများเนาะအားလုံးကိုเนาะကျေးဇူးတင်ပါတယ်ဗျာကျွန်တော်ဟိုဘက်လေးကူးလိုက်တာနဲ့နေပြီးတော့ရောက်ပါပြီဗျာเนาะအားလုံးငြိမ်းချမ်းစွာအတူနေထိုင်ကြမယ်မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေကျွန်တော်ငါမင်းဆွေပါချစ်လာစွာသောမြန်မာများခင်ဗျာအခု2026ခုနှစ်မတ်လ12ရက်နေ့ဟာလာမွန်းလွဲ3နာရီ4မိနစ်ပေါ့ဗျာအဲ့မှာကျွန်တော်နေပြီးတော့နေမြေမှာစပြီးလမ်းလျှောက်နေပါပြီဗျာเนาะနေပြီးတော့နေမြေမှာလမ်းလျှောက်နေပါပြီအဲ့တော့ညာတီဦးတို့ကလည်းတကယ်ကောင်းတယ်ဗျာနေပြီးတော့နေပြီမှာဦးကျွန်တော်ရောက်တော့ဒီမှာမိုးလေးတွေလည်းအောက်ပြီးတော့ဗျာနေလုံးဝမပူဘူးဗျာနော်နေလုံးဝမပူမိုးလေးအောက်ပြီးတော့မိုးတောင်ရွာမဲ့အနေထားကိုတွေ့ရတယ်ဗျာနော်အခုဒီလိုနေရာဒီမှာရွာတဲ့မိုးဆိုတာကတော့တကယ်ငြိမ်းချမ်းရေးမိုးပေါ့ဗျာနော်အဲ့တော့ဗျာကျွန်တော်ဒီမှာလမ်းလျှောက်လို့တော်ကောင်းတယ်ဗျာဒီညနေရလေမိုးလေးတွေအုပ်နေတယ်ဗျာမိုးလေးတွေအုပ်နေတယ်လေလေးကလည်းတဖြူဖြူနေဗျာဟုတ်ပါပြီဗျာငြိမ်းချမ်းစွာအတူနေထိုင်ကြမယ်မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေ